ပြည်တွင်းမှာထုတ်တဲ့လှုပ်တဲ့စားတဲ့တောက်တဲ့စိုက်တဲ့မျိုးတဲ့အောင်လေ့ကျင့်ထားအခုဓာတ်မြေဩဇာတွေရှင်းနေဆိုရင်ဈေးတက်တော့မယ်အီရန်နဲ့အမေရိကန်နဲ့စစ်ဖြစ်တဲ့အခါအဲ့ဒီဓာတ်မြေဩဇာဆိုတာကရေနံကနေထုတ်တာလန်ခင်းနဲ့ကတ်တရားတွေဆိုတာရေနံကနေထုတ်တာအခုခုနထွန်းတဲ့ဖျောင်းနိုင်တွေကရေနံကနေထုတ်တာသုံးနေတဲ့ပလက်စတစ်တွေကရေနံကနေထုတ်တာအဲ့ဒီရေနံတွင်းတွေလှုပ်လို့မရအောင်ဂတ်တွင်းတွေလှုပ်လို့မရအောင်ပိတ်လိုက်တဲ့ဓာတ်မြေဩဇာတွေဈေးတက်လာမယ်ဓာတ်မြေဩဇာတွေလေးတက်လာရင်စိုက်ပျိုးစိတ်တွေဈေးတက်လာမယ်အခုလူသုံးကုန်ပစ္စည်းတွေဈေးတက်လာမယ်အကင်စဉ်းစားကြည့်တပည့်တော်တို့ကဗျာဘာမှမလုပ်တတ်ဘူးနွားလည်းမကြောက်တတ်ဘူးနွားကြီးဆိုတာလည်းမရှိဘူးအမိုက်ကနေပြီးတော့မြေဩဇာဖြစ်အောင်လည်းမလုပ်တတ်ဘူးသဘာဝမြေဩဇာနဲ့ဓာတ်မြေဩဇာပေါင်းစပ်ပြီးတော့လည်းမစိုက်တတ်မပြိုးတတ်ဘူးယာတိဥရုလည်းနားမလဲဘူးမထွန်တတ်မရက်တတ်ဘူးဖုံဖုံရှစ်တန်းလောက်နဲ့ထေရီထွန်နေအကုန်တတ်တယ်ဘာတွေသင်ပေးပြီးကြပြီတော့ဘုံဘုံကဒါလားပြောတာအတော်တနာစရာကောင်းတဲ့မိသားစုတွေပဲလှုပ်ကိုမလှုပ်နိုင်ဘူးဟုတ်လားဖုံဖုံမေးတာလှုပ်ကိုမလှုပ်နိုင်ဘူးတပည့်တော်ကအခုဖုံဖုံမေးတာမလှုပ်နိုင်တာရင်ထဲမှာမွန်းကျက်နေတာပဲလို့ဖြစ်လိမ့်မယ်ဟုတ်လားစီးပွားရေးတွေကျက်လာမယ်လူမျိုးရေးကိစ္စတွေအခက်အခဲတွေများလာမယ်ပတ်ဝန်းကျင်မှာအန္တရာယ်တွေစိန်ခေါ်မှုတွေများလာမယ်ဘာဖြစ်လို့တော့အိမ်တွင်းပရိဒကိုသင်ပေးမထားတဲ့အခါအပြင်ဘက်ပရိဒဖြတ်မှုဆိုတာအဝေးကြီးဒါကြောင့်ယောဂီတို့ပရိဒဘယ်နှမျိုးတော့တရားနာပရိသတ်ပြန်ပြောပရိဒဘယ်နှမျိုးတော့ပရိဒနှမျိုးမှာအခုဘုံဘုံအဓိကပြောနေတာဘာပရိဒအိမ်တွင်ပရိဒကိုနိုင်ရင်အဲ့ဒီကလေးတွေကပြင်ဘက်ရောက်တော့လေရံမဖြစ်ဘူးတဲ့အများကူညီတတ်တဲ့အများအကျိုးတွေကိုကျိုးစွအနစ်နာခံတတ်တဲ့ညီကိုမောင်တို့များချင်းလည်းညီညွတ်တဲ့ရဲ့အကျိုးရွာအကျိုးဆောင်တဲ့လမ်းကိုတန်တန်ရှင်းရှင်းသွားတတ်လာတဲ့အမိုက်တွေကိုတန်တန်ရှင်းရှင်းပြစ်တတ်တဲ့အဲ့ဒီပုဂ္ဂိုလ်တွေကခေါင်းဆောင်တဲ့ခါအဲ့ဒီရွာကြီးကတန်ရှင်းတဲ့အဲ့ဒီမြို့ကြီးကလှမတဲ့အဲ့ဒီနိုင်ငံကြီးကငြိမ်းချမ်းတဲ့ဘုံဘုံပြောမယ်ပညာသင်တဲ့တခုတည်းသောရည်ချက်ဟာလောကကြီးငြိမ်းချမ်းလို့ပဲငြိမ်းချမ်းရေးမပေးနိုင်တဲ့ပညာဟာအလကားပညာပဲတစ်သက်လုံးမှတ်ခက်ငြိမ်းချမ်းရေးမပေးနိုင်တဲ့ပညာဘာပညာအလကားပညာပညာသင်တဲ့ရည်ရွယ်ချက်ကတခုတည်းပဲအလုံးတော်ပြိဿပြန်ပြောပါတယ်တော့ငြိမ်းချမ်းဖို့ပဲပညာသင်တာဟာလောကကြီးငြိမ်းချမ်းဖို့ပဲမိသားစုငြိမ်းချမ်းနေရမယ်မိသားစုစီလုံးနေရမယ်သားသမီးနဲ့မိဘရံမဖြစ်ဘူးညီကိုမောင်နှမချင်းရံမဖြစ်ဘူးဆွေမျိုးချင်းရံမဖြစ်ဘူးပတ်ဝန်းကျင်နဲ့ရံမဖြစ်ဘူးနိုင်ငံနဲ့ချီပြီးရံမဖြစ်ဘူးတိုင်းရင်းသားတွေအချင်းချင်းရံမဖြစ်ဘူးစဉ်းစားကြည့်လိုက်စမ်းအဲ့ဒါလောက်ကောင်းတဲ့မြန်မာနိုင်ငံကြီးဆိုရင်တရားဟောသလောက်နားလေတယ်တရားထိုင်ခိုင်းတော့လေအိမ်ကနောက်ဆန်တင်းတရားမလို့ဘူးလေအေးအေးဆေးဆေးထိုင်လို့ရတယ်အခုတော့ဘုရားရှိခိုးတော့လဲနောက်ဆန်တင်းနေရတရားစခန်းသွားတော့လဲနောက်ဆန်တင်းနေရစီပါထွက်ရှာတော့လဲနောက်ဆန်တင်းအောင်လှုပ်ထားတာကိုပွက်လို့ရအောင်လှုပ်ထားကြတာကိုရံဖြစ်အောင်လှုပ်ထားကြအိမ်တော်ရင်မပြေလဲတော့သားသမီးတွေမပြေလဲတိုင်းရင်းသားတွေမညီညွတ်နိုင်ငံကြီးခုဘလို့ဖြစ်နေတော့ဘုံပြောတာသဘာဝကြလားမကြဘူးလားဒါကြောင့်တနိုင်ငံလုံးငြိမ်းချမ်းရင်အိမ်ကနေစပြီးငြိမ်းချမ်းရေးတည်ဆောက်အိမ်ကနေစပြီးငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါငြိမ်းချမ်းရေးဟာတခုတည်းပဲပညာသင်ပေးရမယ်။ဘာသင်ပေးရမလဲ။ဘာပညာတွေသင်ပေးမလဲ။ကျောင်းကပညာလောက်တယ်မလုံးတော့ဘူး။ဇာနီတောက်နီနေနီထိုင်နီယိုနီပေါက်နီရှော်နီဖွနီချက်နီပြုတ်နီဆိုင်နီပြုတ်နီအကုန်သင်ထားအဲ့ဒါကသူတို့ဘဝမှာတကယ်လိုတာနော်ဘုံဘယူဘဗေဒနဲ့ဘွဲရပြီးသားကြောင်းပြီးသားယူဘဗေဒနဲ့ဘာလုပ်လို့မရယူဘဗေဒဘာသာနဲ့ဘာမှလုပ်လို့မရတို့တော့သမင်းချက်တတ်တယ်အဝတ်လျှော်တတ်တယ်ဘုံသင်္ကန်း2စုံ3စုံရှိတယ်မလျှော်နိုင်ဘူးမနေ့ကလျှော်မှာတပည့်တွေခိုင်းလို့ရတယ်လူတွေခိုင်းလို့ရသင်္ကန်းလျှော်လိုက်စမ်းဘုံဘကသူများကိုဘယ်တော့မှဘိုးမကြောက်ကိုယ်သင်္ကန်းကိုလျှော်အလိုများတာပဲအဲ့တော့ဘုံမနဲ့ဆိုရင်အဲ့ရထားတဲ့သင်္ကန်းစိမ့်ပဲရေချိုးတဲ့အချိန်ဘုံလျှော်မယ်ဘလောက်အလိုများကိုယ်သင်္ကန်းကိုလျှော်ဘလောက်မျိုးလုံများမနဲ့တခါဘုရားရှိခိုးတယ်ညတခါဘုရားရှိခိုးတယ်ဟောပရိပထဓမ္မသက်ကြာတနေ့တနာရီချိန်ယူပြီးတော့ဆရဏလုပ်ငန်းလုပ်တယ်ဟုတ်ဘူးလားအသက်တရဲ့တအကုန်လုံးထာပြူတာအကုန်လုံးသတိထားအခုဆိုဘုံခန့်ရှုပ်နေတယ်ဟောခီးရတော့ဆောဆက်ဒါမှမဟုတ်ဆိုတန်ရှင်းတွေပါလေလို့အဲ့ဒါကြောင့်စဉ်းစားယောဂီတို့ဘုံတရားအနှစ်ချုပ်ပါမယ်လောကမှာပရိဒတ်2မျိုးရှိတယ်ပရိဒတ်ဘယ်နှမျိုးရှိတော့ဘာပရိဒတ်ဘာပရိဒတ်အိမ်တွင်ပရိဒတ်နဲ့ပြင်ပပရိဒတ်ပြင်ပပရိဒတ်ပရိဒတ်လုပ်တဲ့ရည်ရွယ်ချက်ကလောကကိုအလှဆင်ဖို့ပရိဒတ်လုပ်တဲ့ရည်ရွယ်ချက်ကဘာတော့
လောကကိုလှစေတဲ့နေရာမှာလောကကြီးတကယ်တမ်းလှစေတာဟာငြိမ်းချမ်းရေးပဲမြန်မာပြည်စစ်ပွဲတွေမရှိဘူးဗျာလက်နဲ့ကင်ထားတဲ့သူတွေမရှိဘူးဗျာရန်ဖြစ်တဲ့သူတွေမရှိဘူးဗျာစဉ်းစားကြည့်လိုက်တော့တိုင်းပြည်ဘယ်လောက်ချမ်းသာနေလိုက်ဟုတ်တယ်မလားလူတဲ့ရက်တဲ့သူတွေခိုးတဲ့ဟွက်တဲ့သူတွေတတ်တက်ဖြတ်တဲ့သူတွေမတရားကျင့်တဲ့သူတွေမရှိဘူးဗျာအဲ့လိုမျိုးတိုင်းပြည်လိုချင်တာအဲ့ဒါမှတကယ်ပညာတတ်တဲ့တိုင်းပြည်အခုမြန်မာပြည်ကပညာမတတ်လို့ရန်ဖြစ်နေကြပညာတကယ်တတ်ရင်လက်နဲ့ကင်တရားမလိုဘူးဘယ်သူမှကင်တရားမလိုဘူးဟုတ်လားစัจ जा မင်းလက်ထက်သို့မေတ္တာတရားနဲ့အုပ်ချုပ်တာငါးပါးသီလဥပဒေပဲဘယ်သူမှရံမဖြစ်ဘူးတနိုင်ငံလုံးလူတာရက်တာခိုးတာဝတ်တာမရှိဘူးစားစရာတောက်စရာနေစရာထိုင်တာဘာမှပူစရာမလိုဘူးကို့ဘိုးနေသူများခွဲပေးတယ်သူများဘိုးနေနောက်တစ်ယောက်ခွဲပေးတယ်လူတာရက်တာခိုးတာဝတ်တာလည်းမရှိဘူးအတားငြိမ်းချမ်းတာအဲ့ဒါပညာဆိုတာဒါပဲဒါကြောင့်ပညာသင်တဲ့ရည်ရွယ်ချက်ကဘာဖြစ်စေဖို့တော့ငြိမ်းချမ်းစေဖို့ပဲလောကကြီးလည်းပညာတတ်ငြိမ်းချမ်းတယ်လောကုတ္တရာပညာတွေတက်တဲ့အခါငြိမ်းချမ်းရေးအစစ်ဖြစ်တဲ့နိဗ္ဗာန်တိုင်းပြီးဝင်ဆန်တယ်ဆိုတော့ဟောသင်္ခါရလောကလို့တဲ့ယုတ်ဒုက္ခနာမ်ဒုက္ခသင်္ခါရဒုက္ခတွေအပိတိုင်ငြိမ်းသွားတာလေမတ်ပညာဖို့ပညာလို့ခေါ်တဲ့အမြင့်ဆုံးသောပညာတွေတက်လို့တခါတည်းမှာခဲ့မယ်ပညာသင်ရတဲ့ရည်ရွယ်ချက်ကတခုတည်းပဲအလုံးပြောပါတော့ငြိမ်းချမ်းဖို့လောကကြီးမငြိမ်းချမ်းတာပညာမတက်လို့အမေရိကန်ပညာတက်တယ်လို့ပြောလို့မရဘူးစာတက်တယ်နည်းပညာတွေတက်တယ်မငြိမ်းချမ်းဘူးသူ့နိုင်ငံတွင်းလည်းမငြိမ်းချမ်းဘူးကမ္ဘာ